ဒီရှင်နဲ့ဆိုင်ရောက်လာပါပြီမင်္ဂလာပါဆိုင်နာမလေးနဲ့ချက်ပြီးဆက်ပေးပါဦးအကစ်ကော်နာဟုတ်ပြီကဲဒါဆိုရင်အကစ်ကော်နာမှာဘာတွေရလဲတစ်ချက်လေးထပ်ပြီးပြပြပေးပါရတယ်တကယ်မြမရိုးရာဥပစ္စည်းစစ်စစ်လေးကိုချိုင်းနေတဲ့တဲ့လူတွေတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့နေရာလေးပါဈေးနှုန်းတွေနေတော့မှဘယ်လောက်ကနေစပြီးရှိတယ်တော့ချိုင်းနေတဲ့ပစ္စည်းလေးတွေကိုမြန်မာငွေတစ်ချောင်းချက်ကနေစပြီးလာရောက်ဝယ်သားပေးလို့ရပါတယ်ဒါတော့ကိုချိုင်းတဲ့ပစ္စည်းမျိုးဆောင်တော့ဒီပြီးဈေးနှုန်းလေးတွေအနေနဲ့ပြောင်းလဲသွားပါလိမ့်မယ်အခုလိုမျိုးဒီပွဲကြီးကိုပေါင်းပြစ်သွားတဲ့ပုံမှာဘယ်လိုကြောင့်ဝင်ကြွဖြစ်သွားလဲဟုတ်ပြီဗျာကဲဝယ်အားပေးကြတဲ့ customer တွေရောဗာမြပြောချင်တာရှိတယ်မှာโอเคကျေးဇူးတင်ပါတယ်ရန်ကောင်းပါစေနော်ဟုတ်ကျေးဇူးပါ